အလေးချိန်တန်90ရှိတဲ့မီးခိုးရောင်ဝေလငါအုပ်စုတစုဟာခေါင်းကိုအောက်ဆိုင်ပြီးဘာမှမလှုပ်မရက်ပဲတန်မိုးတွေလိုမတက်ကြီးမျောနေကြတယ်။သူတို့ဘာလုပ်နေကြတာလဲ။အိပ်ပျော်နေကြတာပါ။မီးခိုးရောင်ဝေလငါတွေမှာကဘာပေါ်မှာအကြီးဆုံးအုံနောက်ရှိကြပြီးလူအုံနောက်ထက်9ဆပိုလေးပါတယ်။သူတို့အိမ်မက်မက်တဲ့အခါဘာတွေတွေးနေမလဲဆိုတာအခုထိဘယ်သူမှမသိသေးပါဘူး။ဒါပေမဲ့ကြောက်စရာကောင်းတဲ့အချက်တစ်ခုကတော့သူတို့ဟာတစ်ခါအိပ်ရင်6မိနစ်ကနေ24မိနစ်အထိပဲအိပ်တတ်ကြတာပါဆိုလိုတာကမင်းသူတို့ကိုစိုက်ကြည့်နေတဲ့အချိန်မှာသူတို့ဟာအချိန်မရွေးနိုးလာနိုင်ပါတယ်အဲ့ဒီအချိန်မှာဗီဒီယိုရိုက်နေတဲ့သူရဲ့နှလုံးခုန်လုံးဘလောက်တောင်များနေမလဲဆိုတာမှန်စာကြည့်ရုံနဲ့သိနိုင်ပါတယ်ဒါပေမဲ့ဒါဟာရေအောက်မီတာ20ပဲရှိပါသေးတယ်ဒီထက်ပိုပြီးအောက်ကိုဆင်းသွားမှတကယ်အန္တရာယ်ဆုံးကိုရောက်မှာပါရေအောက်စူးစမ်းလေးလာရေရန်ဟာရေခဲနဲ့ရန်ကြီးကိုကပ်ပြီးအောက်ကိုဆင်းသွားပါတယ်ရေအောက်မီတာ100ရောက်တဲ့အခါရေခဲတောင်ရဲ့အဆုံးကိုရောက်သွားပါတယ်မင်းကရေခဲတောင်ဆိုတာပင်လေပေါ်မှာမျောနေတဲ့ရေခဲတုံးကြီးတစ်ခုပဲထင်နေတာဟုတ်တယ်မလားမှားပါတယ်ငါတို့မြင်ရတဲ့အပိုင်းဟာ10ပုံတစ်ပုံပဲရှိတာပါကြံတဲ့90ရာခိုင်နှုန်းလုံးကရေအောက်မှာပုံကွယ်နေတာဖြစ်ပြီးဓာတ်တစ်စင်းကိုပြောင်းပြန်စိုက်ထားသလိုမျိုးပင်လေတွေကိုမီတာ100အနက်အထိထိုးဆိုင်ဝင်နေတာပါရေခဲနေရတစ်ခုလုံးမှာလည်းအငါကောင်းပုံစံအစင်းရပြည့်နေတစ်ခုခုကတကိုက်ချင်းစီကိုက်ဖြတ်ထားသလိုဖြစ်နေပါတယ်ဒီရေအောက်ထဲမှာတက်ရှိနိုင်အောင်လားအဖြေကတော့ရှိရုံတည်းမကပဲကြောက်စရာကောင်းတော့ညာပြလာမယ်ရေအောက်မီတာနေရောင်ကြီးဟာမောင်မိုက်ချင်းရဲ့ဝါမျိုးချင်းခံလိုက်ရပါပြီဒီနေရာကိုစီးစာဆိုတာခေါ်ပါတယ်တဘာဝအရာဆိုရင်အလင်းရောင်မရှိအသက်မရှိနိုင်ဟုတ်တယ်မလားဒါပေမဲ့ရှာဖူရင်းကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့လူတိုင်းအံ့ဩမြင့်တက်သွားကြတယ်ခရူးပစုံစိတ်တွေရဲ့မူတိုင်းတစ်ခုဟာရှီတဲ့တွေကနေတိုးဝေရောက်လာပါတယ်တပြင်းလုံးမှာလက်သေးကောင်အရွယ်စားရှိတဲ့ပစုံစိတ်အကြည်လေးတွေပြည့်နှက်နေပြီးမိနစ်ပိုင်းအတွင်းမှာပဲရှာဖူရည်ရန်ကိုဝိုင်းအောင်သွားကြပါတယ်ဒီပစုံစိတ်လေးတွေဘလောက်တောင်များလဲဆိုရင်တန်ချိန်တန်း900တောင်ရှိပါတယ်သူတို့ဟာအန်တာတိကရဲ့တတဝါကြီးတွေအားလုံးအတွက်ရိတ်ခါခိုးထောင်ကြီးဖြစ်ပြီးဝေးလငါဖြန်နဲ့ပင်ဝင်းခက်တွေအားလုံးဟာသူတို့ကိုအမိပြုပြီးအသက်ရှင်နေကြရတာပါမင်းကပင်လေပြင်ရဲ့ဘရင်ကြီးတွေဟာငါးကြီးတွေကိုပဲစားတယ်လို့ထင်နေလားတကယ်တော့သူတို့ရဲ့မိစဉ်နဲ့ပြန်စားဒီပြီးနေတဲ့တတဝါတွေပါဒါပေမဲ့တကယ်ကိုစက်တီးထားစရာကောင်းတာကတော့အင်းနာကရေအောက်ဦးရင်ကြီးတစ်ခုပါပဲတန်တာကြောက်တန်းလိုမျိုးမြင်နေရတဲ့အရာတွေဟာတကယ်တော့အပင်တွေပို့ချပါ Feather Star လို့ခေါ်တဲ့ရှီးဟောင်းရေအောက်တတဝါတစ်မျိုးပါသူတို့ဟာအမွေးအမြင်တွေဖြစ်နေတဲ့သူတို့ရဲ့လက်ကန်အချောင်းပေါင်းများစွာကိုတောင်းပြီးရေကူးကြတာဖြစ်ပြီးရေထဲမှာတစီလက်ဝါးကြီးတွေဖြန့်ကားပြီးလှုပ်ရှားနေတယ်မျောနေကြတာပါဒီတတဝါတွေကဘာပေါ်မှာအသက်ရှင်ခဲ့တာပဲလောက်ကြပြီလေနှစ်တန်းပေါင်း400တော့ရှိပါပြီဒိုင်နိုဆောတွေတော့မဝေးဖွားသေးခင်ကလေးကသူတို့ကဒီနေရာမှာရှိနေကြတာပါရေအောက်မီတာ900ငါတို့တွေဟာတခြားကမ္ဘာတစ်ခုတည်းကိုလုံးဝရောက်ရှိသွားပါပြီပထမဆုံးတွေးလိုက်ရတာကတော့လှုပ်ရှားနေတဲ့အိတ်ကြီးတစ်လုံးလိုတတဝါပါခန္ဓာကိုယ်ကခြေလီလိုမျိုးပွင့်ရင်းမြင်ပါပြီးအလျား3မီတာလောက်ထိရှိပါတယ်ပြုံပုံစံအိတ်ကြီးတစ်လုံးရေထဲမှာမျောနေတယ်လို့ပါပဲဘီနာကနေသမုတ်တရားငမန်းတစ်ကောင်ဖြတ်သွားတယ်သူ့ရှိမှာတော့ငါးရှင်ပေါက်လေးတစ်ကောင်ပဲမြင်ရပါတယ်အဲ့ဒီနောက်မှာတော့တင်းနစ်ဘောလုံးအရွယ်မျက်လုံးကြီးတွေရှိတဲ့ဓာငါ swordfish တစ်ကောင်ကိုတွေ့ရပါတယ်သူ့မျက်လုံးတွေကဘာလို့ဒီလောက်တောင်ကြီးနေရတာလဲဘာလို့လဲဆိုတော့ဒီနေရာဟာတစ်နှစ်ပတ်လုံးအလင်းရောင်မရှိလို့ပါပဲသူကအလင်းရောင်အနှင်းငယ်လေးကိုပဲအားကိုးပြီးအစာရှာရတာပါဒါဟာမီးပိတ်ထားတဲ့မြေအောက်ခန်းထဲမှာပိုးဟပ်ဖမ်းရတယ်လို့ပါပဲတခြားသူတွေကဖုံးမီနဲ့ရှာနေချိန်မှာသူကတော့မီးမောင်းကြီးနှလုံးတက်ထားတယ်လို့မျိုးဖြစ်နေတာပါဒါပေမဲ့အဆန်းပြားဆုံးကတော့ strawberry tea နဲ့တူတဲ့ပြည်ကြီးငါးတစ်မျိုးပါသူ့ရဲ့မျက်လုံးတွေကိုသိချကြည့်လိုက်ပါတစ်ဖက်ကကြီးပြီးတစ်ဖက်ကသေးနေပါတယ်မျက်လုံးအကြီးကအမြဲတမ်းအပေါ်ကိုပဲကြည့်နေပြီးမျက်လုံးအသေးကတော့အမြဲတမ်းအောက်ကိုပဲစိုက်ကြည့်နေပါတယ်ဘာဖြစ်လို့လဲဘာလို့လဲဆိုတော့သူကခေါင်းပေါ်ကရန်သူကိုရောချီဖွားအောက်ကသားကောင်ကိုပါတပြိုင်နက်တည်းစောင့်ကြည့်ချင်လို့ပါပဲဇီဝဗေဒပညာရှင်တွေကသူ့ကိုရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့နာမည်တစ်ခုပေးထားကြပါတယ်မျက်စောင်းထိုးပြီးကြီးငါတဲ့ဒါဒီမဲ့သိပ္ပံစိတ်ကူးရင်ဆန်နေပြီလို့မင်းထင်နေလားဒီထပ်ပိုပြီးမယုံနိုင်စရာကောင်းတာရှိပါသေးတယ်Barre eye fish လို့ခေါ်တဲ့ငါးတစ်ကောင်ပေါ်လာပါတယ်မင်းတို့ကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာဒီငါးမှာအရန်ဝမ်းနေပူဆွေးနေတဲ့မျက်နှာတစ်ခုရှိနေတယ်လို့ထင်ရပါလိမ့်မယ်မောင်မင်းနေတဲ့အပေါက်ကြီးနှစ်ခုကသူ့ရဲ့မျက်လုံးကြီးမဟုတ်ပါဘူးအဲ့ဒါကနှာခေါင်းပေါက်တွေပါဒါဆိုသူ့ရဲ့တကိမျက်လုံးတွေကဘေးမှာလေခေါင်းထဲမှာရှိတာပါမင်းနားမကြားမှာပါဘူးသူ့ရဲ့ခေါင်းပိုင်းကဖန်အုပ်ဆောင်တစ်ခုလိုမျိုးလုံးဝပွင့်လင်းမြင်သာနေပြီးအထဲမှာအစိမ်းရောင်လုံးဝိုင်းနဲ့အလုံးနှလုံးရှိနေပါတယ်အဲ့ဒါကမှသူ့ရဲ့တကယ်မျက်လုံးတွေပါသူကမျက်လုံးတွေကိုအုံနောက်ထဲမှာထည့်ထားပြီးခေါင်းအပေါ်ပိုင်းကိုတော့မြင်ကွင်းကျမှန်ခေါင်းမှုအဖြစ်လုပ်ထားတာပါ
ဒါကြောင့်ခေါင်းလက်စရာမလိုပဲအပေါ်အောက်ဘိညာအရက်မျက်နှာအားလုံးကိုမြင်နိုင်ပါတယ်ဒါဘလို့သက်ရှိဒီဇိုင်းမျိုးလေမင်းကကိုပြောကြည့်စမ်းဒါဂျိုသားမဟုတ်ဘူးလို့ပြောလို့ရမလားရေအောက်မီတာ800တကယ်ပင်လယ်ဆောင်နဲ့တရဝါကြီးပေါ်လာပါပြီခန္ဓာကိုယ်အလျားမီတာ20ကျော်ရှိတဲ့စတိုင်ဂျီယိုမယ်ဂျူစာရေမွားဂျယ်လီငါးကြီးဟာအမောင်တို့တွေကဖြည်းဖြည်းချင်းမျောထွက်လာပါတယ်မီတာ20ဆိုတာဘလောက်ပမာဏလဲ6ထပ်တိုက်တစ်လုံးစာအမြင့်ရှိပါတယ်သူ့ရဲ့လက်တံတွေဟာမီတာအစိလောက်ထိရှည်ရပြီးရေထဲမှာလွင့်မျောနေတဲ့ပုံစံကငရေပီကထွက်လာတဲ့တရေလက်သေးတွေလိုပါပဲအကိုလုံးကထူးဆန်းတဲ့အနီရင်ရောင်ဖြစ်ပြီးတစ်ချက်ကြည့်လိုက်ရုံနဲ့ဒီတတဘာဟာလူလူကလည်းမဆိုင်ဘူးဆိုတာမင်းသိနိုင်ပါတယ်ဒီနေ့ဒီလူသားတွေဟာသူ့ကိုစွတ်စွတ်ပေါင်း130ကျော်ပဲတွေ့ပူပါသေးတယ်သူ့ကိုကိုယ်တိုင်မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာတိတ်ပံလောကမှာထီပေါက်တယ်လို့ပါပဲဒါပေမဲ့သူကဒီပင်လေးပြင်ရဲ့အကြောက်စရာဆုံးအမေလိုက်တမှာမဟုတ်သေးပါဘူးရေအောက်မီတာ800မှာပဲဟမ်ဘော့ပြည်ကြီးငါလို့ခေါ်တဲ့တတဝါတစ်မျိုးလေးရှင်းသန်နေပါတယ်အလျား2မီတာရှိပြီးအလေးချိန်ကီလိုဂရမ်90ရှိပါတယ်တနာတွေကသူတို့ကိုလူစားတဲ့ပင်လေကောင်ကြီးတွေလို့ခေါ်ကြပါတယ်သူတို့ကဝန်ပလွေတွေလိုပဲအုပ်စုလိုက်စုဖွဲ့ပြီးအမဲလိုက်တက်ကြပါတယ်လက်တံတွေပေါ်မှာလည်းစူးချွန်တွေပါတဲ့စုပ်ခွက်တွေတည်နေပြီးတခါအုပ်စီးမိသွားပြီဆိုရင်လွတ်ဖို့လုံးဝလမ်းမရှိပါဘူးပူပြီးကြောက်စရာကောင်းတာကသားကောင်မလောက်နိုင်တဲ့အခါသူတို့ကမိမိတို့ရဲ့အမျိုးအနွယ်အချင်းချင်းတော့ကြံစားတတ်ကြတာပါရှာဖွေရည်ရင်ဟာပြည်ချင်းကတကောင်ကသူ့ထက်တင်းငယ်တဲ့အမျိုးအနွယ်တစ်ခုကိုလက်တံတွေနဲ့ရစ်ပတ်ပြီးစားနေတာရိုက်ကူးမိခဲ့ပါတယ်အခြားသူတွေမမြင်အောင်သူကစားနေရင်နဲ့မရေတွေကိုမှုတ်ထုတ်ပြီးကွင်ဝတ်ထားပါသေးတယ်ဒါပေမဲ့အသုံးဝင်ရလားမဝင်ပါဘူးပေါ်ပြီးကြီးမားတဲ့ပြည်ကြီးငါးတကောင်ကအမှောင်ထဲကနေပြေးထွက်လာပြီးသူတို့နှစ်ကောင်လုံးကိုလူယူသွားပါတော့တယ်မင်းကရေနဲ့ပိုင်းကြီးကငင်းချမ်းနေတယ်ထင်လားမဟုတ်ပါဘူးဒါဟာဘာဥပဒေမှမရှိတဲ့တပ်ဖြတ်ဝင်းဖြင့်ကြီးတစ်ခုပါအောက်ကိုဆက်ပြီးစဉ်းကြရအောင်ရေအောက်မီတာ1000ရဲ့ရွှတ်နုံထူထပ်တဲ့ပင်လယ်အောက်ချီချိုင်ဝမ်းထဲမှာငါတို့တွေကင်းခရက်ကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေရာကကင်းကန်တွေကတော့ဂျပန်စားတုပ်ဆိုင်တွေမှာမြင်ဘူးလာရင်မတူပါဘူးအန်တာတိကမှာသူတို့ကိုအန်ဒီရပြုတ်တဲ့တဘာဝရတူရှိလာကြောင်းသူတို့ရဲ့ခန္ဓာကိုယ်တွေစားတော့အဆောင်တန်ကြီးမားတယ်ပေါ့ခြေထောက်ဒီရဲ့အကျေက90စင်တီမီတာရှိပြီးအခွန်က30စင်တီမီတာရှိပါတယ်ခြေထောက်တစ်ချောင်းနဲ့ဖြုတ်စားရင်တော့မင်းတနက်စာဝါးစားလို့ရပါတယ်ဒါပေမဲ့ဒီနေရာကိုဘယ်သူမှလာမဖမ်းရဲကြပါဘာလို့လဲဆိုတော့ဒီထပ်ပို့ပြီးအောက်ကို100မီတာဆင်းလိုက်ရင်လူသားတွေတစ်ခါမှခြေမချဘူးသေးတဲ့နေရာကိုရောက်သွားမှာပါရေနက်ပိုင်းရဲ့တနောင်ရန်ဆောင်ရေအောက်မီတာ1300မီယောင်ကြီးလုံးဝကွယ်ပြောက်သွားပါပြီမင်းကဒီနေရာကြီးဟာလုံးဝတိတ်ဆိတ်6တွေ့နေမယ်လို့ထင်နေလားဒီနေရာဟာတခြားနေရာတွေထက်ပိုပြီးစီကားလှုပ်ရှားနေတာပါဒါပေမဲ့သူတို့အချင်းချင်းဆက်သွဲတဲ့နီလန်ကအတန်နဲ့မဟုတ်ပဲအလင်းရောင်တွေပါရေနက်ပိုင်းတတဝါတွေရဲ့63%ကအလင်းရောင်ထုတ်လွှတ်နိုင်ကြပါတယ်ငါအင်္ဂလာ fish တစ်မျိုးဆိုရင်ခေါင်းပေါ်မှာမီးအိတ်အသေးလေးတစ်ခုတက်ထားတယ်လို့မျိုးတဖိတ်ဖိတ်လင်းနေအောင်လုပ်ပြီးတားကောင်တွေကိုဆွဲဆောင်တတ်ပါတယ်တားကောင်ကအနားကိုတိုးလာတဲ့အခါတလုတ်ထဲနဲ့ဝါမျိုးပြစ်လိုက်ပါတယ်ဒါဟာတန်းကောင်ရန်လမ်းကြားထဲမှာလူတစ်ယောက်ကအခမဲ့ Wi-Fi လို့ရေးထားတဲ့ဆိုင်းပုတ်ကြီးကိုကင်ထားတယ်လို့ပါပဲမင်းအနားကိုတိုးသွားတာနဲ့လူပါပျောက်သွားပါလိမ့်မယ်ဖန်တူလို့ခေါ်တဲ့ခြုံထက်တဲ့သွားတွေရှိတဲ့ငါးတစ်မျိုးလည်းရှိပါသေးတယ်တကူလုံးမှာရေဖိအားအယုံခံစနစ်တွေပြည့်နေပြီးပတ်ဝန်းကျင်ကရေစီးကြောင်းလေးနည်းနည်းပဲလှုပ်ရှားသွားရင်တော့တားကောင်ဘယ်မှာလဲဆိုတာသူချက်ချင်းသိနိုင်ပါတယ်ဒါဆိုသူ့ရဲ့တားကောင်တွေကဘာလုပ်ကြလဲမပြေးနိုင်တော့တဲ့အခါကက်ကွက်တစ်ခုပဲတုံရပါတော့တယ်ဖလိုရိုက်ဆင်အလင်းတွေပါတဲ့မှီရီတွေကိုမှုတ်ထုတ်ပြီးသူ့ကိုလှည့်စားကအလူယုံကြီးကြတာပါဒီလိုထာဝရမောင်မိုက်နေတဲ့ကဘာကြီးထဲမှာအလင်းရောင်ဟာဘာသာစကားဖြစ်တယ်လို့အလင်းရောင်ဟာလက်နက်လည်းဖြစ်ပြီးအလင်းရောင်ဟာအသက်ရှင်တာဖို့အတွက်တခုတည်းသောအရင်းကြီးပါပဲဒါပေမဲ့အစမ်းပြားဆုံးကတော့စိုက်ဖိုနိုဖိုးလို့ခေါ်တဲ့တတဝါတစ်မျိုးပါပဲသူကမိမိကိုယ်ကိုအဆက်မပြတ်ပုံတူပွားကလုံးနိုင်စွမ်းရှိပြီးတင်းငယ်တဲ့တတဝါလေးတွေအများများပုံတူပွားပြီးနောက်တစ်ခုနဲ့တစ်ခုကွင်းဆက်လို့တွဲဆက်သွားကြတာပါမိမှန်းစာကြည့်စမ်းသူတို့အရှိဆုံးဘလောက်အထိတွဲဆက်နိုင်လဲ120မီတာအထိရှည်ရနိုင်ပါလေဘောလုံးဝင်းတစ်ခုတော့ပိုပြီးရှည်ရပါတယ်သူတို့ဟာဘယ်တော့မှအိုမေးမသွားတယ်လို့ဘယ်တော့မှလည်းသိဆုံးမသွားပါဘူးသူဟာတတဝါတစ်ကောင်တည်းလားဒါမှမဟုတ်တတဝါပေါင်း1000လောက်စုပေါင်းတွဲဆက်ထားတာလားဆိုတာသိပါ့မရှင်အခုဒီအင်းကိုရှာဖွေရင်းရန်ဟာနောက်ဆုံးမှာတော့ပင်လယ်အောက်ခြေမြေပြင်ကိုထိမိသွားတဲ့အချိန်မှာငါတို့တက်မမေ့နိုင်မဲ့မြင်ကွင်းတစ်ခုပေါ်လာပါတော့တယ်တပြင်းလုံးမှာနှင်းကြီးဝဲပက်ကြနေတယ်လို့ပါပဲဒါပေမဲ့တကယ်နှင်းနေတော့မဟုတ်ပါဘူးအပေါ်ဘက်ပင်လယ်ပြင်ကနေလွင့်မျောကျလာတဲ့ဇီဝအမောင်အမွားတွေဖြစ်ပြီးတိမ်တိုက်တွေလိုမျိုးတလွာချင်းစီအောက်ကိုကျဆင်းနေတာပါနှစ်ပေါင်းတန်းချီတဲ့တပ်တန်းတစ်လျှောက်ဒီပင်လယ်နှင်းတွေဟာ1.6 ကီလိုမီတာအထိအနက်ထူထပ်စွာကျဆင်းစုပုံပြီးနောက်ဒီနေ့ခေတ်ရဲ့ပင်လယ်အောက်ခြေမြေပြင်ဖြစ်လာခဲ့တာပါ
စူးစမ်းလေ့လာရေးလုပ်ငန်းစဉ်ပြီးဆုံးတော့တဲ့အချိန်မှာပဲပင်လေအောက်ခြေကနေမိသိန်းထန်းငွေပူဖောင်းအမြောက်များရုတ်တရက်ပန်းထွက်လာပါတယ်။တိုင်းတာချက်ကြီးထန်းငွေတိတ်တိစားအလုံးမြင့်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီတန်းငွေပူပေါင်းတွေရဲ့ဘေးပတ်ပတ်တွေမှာမီတီနိုဂျင်မက်တနိုဂျင်လို့ခေါ်တဲ့အနုစီဝါပိုမွားတွေပြည့်နှက်နေတာပါ။ဒီຢာတွေဟာအပူချိန်ရေခဲမှတ်အောက်မိနစ်ပေါင်းများစွာရှိနေပြီ။အောက်ဆီဂျင်မရှိ၊မီးရောင်ခြည်မရှိအစိမ့်ငွေတွေပဲပြည့်နေတဲ့ပတ်ဝန်းကျင်ထဲမှာကောင်းမွန်စွာရှင်းတတ်နေကြတာပါ။သိပ္ပံပညာရှင်တွေကဒီမြင်ကွင်းကိုမြင်တဲ့အခါစကားတခုပြောခဲ့ပါတယ်။သူတို့တွေဒီနေရာမှာအသက်ရှင်နေတယ်။ကြာတာပတိကျုံရဲ့ဂျိုရန်လာတွေပေါ်မှာလည်းအသက်ရှင်နေပါပြီ။မင်းတစ်ခါတော့တွေ့ဘူးလား။ငါတို့တွေဘာကြောင့်ဂျိုသားတွေကိုပဲအသေးအတန်လိုက်ရှာနေကြတာလဲ။အဖြေကတော့ငါတို့တွေအထီးကျန်နေလို့မဟုတ်ပါဘူး။တကယ်တော့ငါတို့ဟာမိမိတို့ခြေဖွားအောက်ကကဘာကြီးအကြောင်းကိုတော့လုံးစိတ်ပတ်စိတ်တီချာမသိသေးလို့ပဲဖြစ်ပါတယ် ဒီနေ့ဗီဒီယိုကိုကြိုက်ရင် follow လုပ်ထားခဲ့ပါနောက်တစ်ခေါက်ပိုကျန်းတဲ့တောရိုင်းဇက်လက်နဲ့ပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်